ဒါဇင်ထင်များတဲ့ရှောက်ဂျပန်နိုင်ငံမှာထူးဆန်းတဲ့ရင်ကျင်းတစ်ခုရှိခဲ့ပါတယ်လူတွေကရောက်တူတခုနှစ်ပေါင်း100ကျော်တုံးမှုပြီးချင်းမြတ်နိုးထားရင်အဲ့ဒါဟာအသက်ဝင်လာတဲ့လူယုံကြည်ကြပြီးဒီကိုစူပူမောဂမ်မီလို့ခေါ်ပါတယ်ဒီအရာတွေမှာကြောက်ဆုံးကရုပ်တွေဖြစ်ပါတယ်ရုပ်တွေကလူပုံစံနဲ့တူလူတွေရဲ့စိတ်ခံစားချက်တွေကိုလက်ရှိုင်းစွာဆက်ဆက်နိုင်ပါတယ်ဒါကြောင့်ဂျပန်မှာရုပ်ဟောင်းတွေကိုဖြစ်ပေပဲနဲ့ဖះเจ้าမှာနင်းကျိုချူဆိုတဲ့အခမ်းအနားနဲ့နှုတ်ဆက်ပေးကြပါတယ်ဒီနေ့မနေ့ကနေ့ပုံမှာမင်းကလေးငယ်မီဟာတငယ်ချင်းတွေနဲ့တူတူပုံနဲ့တစားနေရတယ်။ဒုမရဲ့မိငယ်ကိုရှင်ဟာဈေးတော်ကြီးခံရတယ်မမင်းကိုမတွေ့တော့ပါဘူး။ဒူတိုင်းချာချာမိမတွေ့တော့ပါဘူး။နောက်ဆုံးမှာတော့အမှန်တရားထွက်ပေါ်လာပါရဲ့။မိဟာဝိရှာစတဲ့မှာပုံနေပြီးတော့အသက်ရှူမရဖြစ်တော့ရင်ဒီဆုံးသွားခဲ့တာပါ။ဒီပြည့်အဆောင်သူ့မိဖြစ်တဲ့ရရှိဟာစင်ပိုင်းဆိုင်ရာပျက်စီးသွားပြီးတော့ဝိရှာစက်ကိုတော့မသုံးနိုင်တော့ပါဘူး။ဒီနေ့ဖះเจ้าကိုသွားရမှာမင်းနဲ့တူလို့နဲ့ရုပ်တရုပ်ကိုတွေ့ပြီးတော့ဝိန်းလာပါတယ်။ဇာပိုင်းမှာတော့ရုပ်ကဒုမကိုတက်တာလာစီတယ်ထင်ရပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာရုရှိယာရုပ်ကိုတကယ်ကလေးတယောက်လိုယူဆလာပါတော့တယ်။အစားရင်ကြည့်တယ်၊ဝင်စားရင်ပြောင်းပြီးဟဲ့စပင်းလေးဖိပြီးတယ်။ဆရာဝန်တွေကဒီယာကိုဒေါ်သာဖီကိုခေါ်ကြပါတယ်။ဂျာရင်မှာရုရှိယာကုံရပြီးနောက်ဒီစတဲ့ကလေးလေးကိုဖွာလိုက်ပါတယ်။ဘွားဟာပုံမှန်တည်းဖြစ်လာမလို့ထင်ရပြီးရုပ်ကိုသူကမိထားလိုက်ပါတော့တယ်။ဒါပေမဲ့ဆစ်ဆန်းတဲ့ຢာကြီးဖြစ်ပေါ်လာပါတယ်။ရုပ်ရဲ့စတင်ကတပြင်းပြင်းရှိလာတယ်။နာအိုမီကလည်းယာကသမီးနဲ့စကားပြောတယ်လို့သူ့မိကိုပြန်ပြောထားပါတယ်။ညရီမှာတန်နေကြကြားရတယ်။ဂယုကလည်းကိုယ်ရင်လှူရှားနေတယ်လို့ဖြစ်လာပါတယ်။နောက်မှတရှိရတာကအယုတ်ကိုဖန်နေခဲ့တဲ့ရဆုမှုတို့ဟာတသမီးရတဲ့ဆုံးပြီးရဲ့နောက်မှာသူမရဲ့ခုတ်ခန္ဓာကိုအသုံးပြုပြီးတော့ရုပ်လုခဲ့တာပါ။ဒါကြောင့်တာမန်ရုံမဟုတ်ပဲနဲ့အတွင်းမှာလူရဆွရှိနေတဲ့ human doll ဖြစ်ပါတယ်။ဖန်စီဖို့ကြိုးစားပေမဲ့လည်းမအောင်မြင်ပါဘူး။ရာရဲ့ဝိညာဉ်ဟာသူတို့ကိုထိတ်လန့်စရာကောင်းတဲ့အမြင်လွန်မှုတွေထဲမှာပိတ်မိစေပါတယ်။အဆောင်တိုင်းမှာရာဟာချစ်ချင်းလိုအပ်တဲ့ကလေးလိုထင်ရပေမဲ့အမှန်မှနာအိုမီကိုမနာလို့ဖြစ်ပြီးသူ့နေရာကိုယူရှင်နေခဲ့တာပါ။နောက်ဆုံးထွက်လာတဲ့မန်ဒီကပူပြီးတော့ကြောက်စရာကောင်းပါတယ်။သူတို့ကအဲ့ဒီမြင်လွန်မှုကနေဘယ်တော့မှမလွတ်မြောက်နိုင်ခဲ့ပါဘူး။သူတို့ထင်နေတဲ့နာအိုမီကတကယ်တော့ရုပ်ပဲဖြစ်နေပါတယ်။